Chemical engineering လို့ပြောရတဲ့ engineer လား chemist လားဝေခွင့်မရဖြစ်နေတဲ့ဟုတ် So what is chemical engineering? Chemical engineering ဆိုတာက engineer field တွေက branch တစ်ခုပဲဖြစ်ပါတယ်။သူဒီ chemistry တစ်ခုတည်းပေါ်မှာပဲ concentrated လုပ်နေတာမျိုးမဟုတ်ဘဲနဲ့ engineering related ဖြစ်တဲ့ physics, mathematics တွေအပြင်ကိုမှ biological နဲ့လည်းပတ်သက်ဆက်နွယ်နေပါတယ်။ပြီးတော့ chemical engineering ရဲ့ fields တွေကထင်ထားတာတဲ့အများကြီးကျယ်ပြန့်တဲ့အတွက်ကြောင့်မို့လို့ global engineering လို့လည်းခေါ်ဆိုပါသေးတယ်။ So chemical engineering ရဲ့ fields တွေကဘာတွေလဲဆိုရင် oil and fuel, healthcare, cosmetic, food and beverage, water treatment, waste management, agriculture and fertilizer, energy စတဲ့လူတွေရဲ့ daily life မှာအရေးကြီးတဲ့အရာတွေပဲဖြစ်ပါတယ်။ပြောရရင်တော့ quality of life ကို improving လုပ်ပေးနေရတဲ့ engineering fields တစ်ခုလည်းပြောနိုင်ပါတယ်။ Chemical engineering ကိုပွဲရပြီးတဲ့အခါကျရင်ဘယ်လိုမျိုး specific fields တွေကိုပြန်သွားနိုင်လဲဆိုရင် process engineer စက်ရုံရဲ့ design တွေ system တွေကိုရေးဆွဲပေးရတဲ့သူ production engineer နေ့စဉ် product တွေကိုဘယ်လောက်ထုတ်မလဲစသဖြင့်စီမံခန့်ခွဲရတဲ့သူ environmental engineer သူကတော့ကျမတို့ရဲ့သဘာဝပတ်ဝန်းကျင်ကို polluted ဘယ်လောက်ဖြစ်နေလဲဘယ်လို short ချမလဲစသဖြင့်ပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးရတဲ့ engineering fields တစ်ခုဖြစ်တယ်ပြီးတော့ research and develop engineer ကျမတို့ရဲ့ daily life မှာလိုအပ်တဲ့ product အသစ် cosmetic အသစ် material အသစ် medicine အသစ်တွေကိုရှာဖွေပြီးတော့ create လုပ်ပေးရတဲ့သူအဲ့ဒါအပြင်ကိုမှ safety engineer, quality control engineer စသဖြင့် fields တွေအများကြီးကိုပြန်ပြီးတော့သွားနိုင်ပါတယ်။ Job opportunity ကိုပြောရမယ်ဆိုရင်တော့ globally အရာကတော့ income ကိုအခွင့်အလမ်းကိုကောင်းတဲ့ fields တစ်ခုပဲဖြစ်ပါတယ်။ But to be honest, in Myanmar, I don't see that much opportunity ပေါ့နော်။ So မြန်မာနိုင်ငံမှာ chemical engineering နဲ့ပတ်သက်တဲ့ fields တွေအကြောင်းရှိရဲဆိုရင် knowledge sharing လုပ်သွားပေးလို့ရပါတယ်။ So လူတွေရဲ့ daily life မှာ chemical နဲ့ကင်းလွတ်တဲ့နေ့ဆိုတာမရှိပါဘူး။အဲ့အတွက်ကြောင့်မို့လို့ chemical engineering ရဲ့ demands တွေကလည်းထင်ထားတာတဲ့အများကြီးမြင့်လာတယ်ပေါ့နော်။ So ကိုယ့်အနေနဲ့ကအရှိက fields တွေကိုလည်းစိတ်ဝင်စားရဲ chemical နဲ့ပတ်သက်တာကိုလည်းစိတ်ဝင်စားတဲ့သူဖြစ်တယ်ဆိုရင် this engineering fields က gonna match with you ပါပြီးတော့နှွေးကိုယ်တိုင်ကလည်း chemical engineering ကိုလေ့လာနေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးအသေးစိတ်သိချင်တာရှိရင်ဆိုလည်းလာပြီးတော့မေးလို့ရပါတယ်။ So တခြား engineering fields နဲ့ပတ်သက်ပြီးသိချင်တာရှိရင် comment မှာမှတ်သွားလို့ရပါတယ်။ Thank you for watching ပါ